ကားထဲမှာဖုန်းတင်ဖို့အတွက်ကားဖုန်းစတန်လေး3မျိုးပြပေးပါမယ်ရှင်ဒီကောင်လေးက360ဒီဂရီဘေးဘက်ညာရပြီးတော့အကွေးအဆန်လေးလုပ်လို့ရမှာပဲဖြစ်ပါတယ်ပြီးရင်သူကမှန်မှချိတ်ပေးထားရမှာဖြစ်ပါတယ်ဒီပုံလေးတွေကအတိုင်းချိတ်ပေးရမှာပါဖုန်းကိုကုတ်အားလေးလည်းကောင်းပါတယ်နောက်တစ်မျိုးကကြတော့ကားအဲကွန်းမှာချိတ်ထားပေးရမှာဖြစ်ပါတယ်သူကတော့တန်လိုက်လေးနဲ့လာတာဖြစ်ပါတယ်ရှင်တန်လိုက်မပါတဲ့ဖုန်းတွေဆိုလို့ရှိရင်လည်းတပယ်တိတ်တန်လိုက်ကွင်းလေးပါပါတယ်ဒီကောင်ကကြဒီလိုမျိုးဆက်ပေးရမှာပါသူကကားအဲကွန်းမှာချိတ်ပေးရမယ်စတန်ဖြစ်ပါတယ်။နောက်တစ်မျိုးကကြတော့ကား dashboard မှာချိတ်ပေးရမှာဖြစ်ပါတယ်။ဒီကောင်ကအောက်ခံကဆီလီကွန်နဲ့လာမှာဖြစ်ပါတယ်ရှင်။သူကအကွေးအဆန်လည်းရပြီးတော့360ဒီဂရီလည်းလှည့်လို့ရမှာဖြစ်ပါတယ်။သူလည်းတန်လိုင်းနဲ့လာမှာဖြစ်ပါတယ်။ wireless phone မဟုတ်တဲ့တန်လိုင်းမပါတဲ့ဥစ္စာတွေဆိုလို့ရှိရင်တပယ်တိတ်တန်လိုင်းလေးပါပါတယ်ရှင်။ကား dashboard မှာကြတော့ဒီကောင်ကိုခွာပြီးတော့မှကတ်ထားပေးရမှာဖြစ်ပါတယ်။အောက်ဘက်မှာတပယ်တိတ်လေးပါပါတယ်ရှင်။ဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတွေရဲ့ Sweet Corner Facebook ချက်ပေါက်မှာတစ်စင် TikTok ချက်ပေါက်မှာတစ်စင်လည်းမှာယူနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဖုန်းနံပါတ်တွေကတော့399 9450 983လုံး 9455 183လုံးတို့ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။